နောက်ဒုတိယဘေးကဘာလဲဆိုတော့ကိုယ်တိုင်ယဟန်ခံပေးတဲ့တပည့်တော်မဟုတ်ဘူးတဲ့တချို့ဆရာသမားတွေဟာဒီလိုပဲကိုကျင်တရားတွေပြတ်ကြတယ်သီလသမารိပညာအဲ့ဒီရဲ့အခြေခံဖြစ်တဲ့တရားတွေပျက်စီးပြီးတော့ကိုယ်နှုတ်စိတ်ဟာကြီးညိုဝေရမဖြစ်ဘဲနဲ့ဖောက်ပြန်လာကြတယ်ဖောက်ပြန်လာကြတဲ့အခါမှာကိုယ်တိုင်ယဟန်ခံတော့မပေးဘူးသူများစီမှာယဟန်ဖြစ်လာတဲ့တန်ဃာတော်တွေကိုကိုကနေတည်ပေးပြီးတော့ဆရာဖြစ်နေနေထိုင်နေတပည့်မွေးတယ်ပေါ့အဲ့ဒီလိုကိုယ်တိုင်ယဟန်ခံပေးတဲ့တပည့်တွေမဟုတ်ပေမဲ့လို့ကိုယ်စီလာနေတဲ့တပည့်တွေကိုမဆုံးမသီလသမารိပညာတိုးတက်အောင်ပရိယတ္တိပฏิပတ်ကိုတကယ်စိတ်ထားမှန်ကန်ကန်နဲ့လှုပ်ချင်အောင်တကယ်သင်မပေးဘူးဆိုလို့ချင်းဒီတပည့်တွေဟာလည်းပဲကြမ်းတမ်းလာကြကြမ်းတမ်းပြီးတော့နောက်တပည့်အဆက်ဆက်တွေလည်းကြမ်းတမ်းပြီးတော့မျိုးဆက်ဟာတဖြည်းဖြည်းနဲ့ညံ့ပြီးတော့သာသနာတော်ကြီးကွယ်သွားနိုင်တဲ့ဘေးဖြစ်တယ်တဲ့အဲ့ဒီလိုနံပါတ်1ကကိုယ်တိုင်ယဟန်ခံပေးတယ်နံပါတ်2ကကိုကျင်တရားကိုယ်တိုင်လည်းပဲညံ့ပြီးတော့သူများစီယဟန်ခံလာတဲ့တပည့်တွေကိုလက်ခံထားတယ်ဆိုရင်ဒါလည်းပဲသာသနာရဲ့ဘေးအန္တရာယ်တန်ဃာတွေများနေုံနဲ့သာသနာတော်ကြီးစီပင်တာမဟုတ်ပါဘူးတဲ့ဒီလိုတန်ဃာတွေများလာတယ်ဒီလိုဆရာလေးတွေများလာတယ်ဒီလိုမျိုးသားမျိုးသမီးတွေများလာတယ်ဆိုရင်သာသနာတော်ရဲ့အန္တရာယ်ပါပဲဆိုပြီးဒုတိယချက်ကိုမိန့်ကြားတော်မူခဲ့ပါတယ်